ကဲကြပါကျွန်တော်တို့ကဲကြပါဦးကျမတို့ကဲပါအရင်နာနေလို့ကူညီကြပါဦးကြောင်းပါပါရှင်ထိုင်းနိုင်ငံနောက်ပိုင်းကိုဆက်သွယ်ပေးထားတဲ့အခွေကြောင်တရားကတက်ချက်ပုံပြည်နယ်လုံဆက်ခရိုင်ဖက်ချုံပြည်နယ်မှာတည်ရှိပြီးတော့တရားအကြောင်းနှလုံးကိုဆက်သွယ်ပေးထားပြီးအရန်လှပကမြန်မာလူနဲ့တရားပေါ်ကနေရှုခင်းတွေကိုမြင်နိုင်ပါတယ်။ဒါပေမဲ့ဒီလှပတဲ့နေရာလေးကမြင်ကွင်းလဲလှသလိုကြောက်စရာလဲကောင်းတယ်လို့လူတွေပါဆက်ကြားမှာနာမည်ကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတဘာဝရှုခင်းအလှပတွေကြောင့်လူတွေသေဆုံးခဲ့ရလို့ပါ။ဒီတရားကို1990မှာစတင်ဆောက်လုပ်ခဲ့ကြပြီး1983ခုနှစ်မှာစတင်ဖွင့်လှစ်အသုံးပြုခဲ့ကြပါတယ်။ယခုအချိန်မှာဆိုနှစ်ပေါင်း90ကျော်တက်တန်းရှိလာပြီဖြစ်တဲ့အတွက်တရားရဲ့ကြက်ခိုင်မှုကိုတော့ပုံမှန်စစ်ဆေးလေးရှိပါတယ်။အခုနောက်ပိုင်းမှာတော့လမ်းပန်းဆက်သွယ်ရေးပိုကောင်းလာအောင်ဒီတရားဟောင်းရဲ့ဘေးမှာတရားအသစ်တစ်စင်းကိုထပ်မံတိစောက်ထားပြီးဖြစ်ပါတယ်။တရားဟောင်းကအခုအချိန်မှာတော့တမိုင်းဝင်နေရာတစ်ခုနဲ့ခီးသားတွေလာရောက်ကြည့်ရှုတဲ့နေရာတစ်ခုဖြစ်နေပါတယ်။ဒါပေမဲ့အရင်ကဖြတ်သွားမှုတဲ့ကားတွေဆိုင်ကယ်တွေရောအခုတက်လာပြီးဓာတ်ပုံရဲကြတဲ့သူတွေရောကြားမှာနှစ်ပေါင်းများစွာအထိကြောက်စရာကိုတွေ့ဖြစ်ရမှန်ဇလန်းတွေကဒီတရားကြီးမှာရှိလို့နေပါတယ်။ကားတွေညဘက်မှာတရားပေါ်ဖြတ်မောင်းရင်လမ်းဘေးမှာလူတွေရက်နေတာမြင်ရတာဒါမှမဟုတ်ကားနောက်ခန်းမှာတယောက်ယောက်ကထိုင်နေတယ်လို့ခံစားရတာမျိုးတွေခဏခဏတုံရတယ်လို့ဆိုပါတယ်။တချို့သောကားသမားတွေပြောတာကတော့တရားပေါ်မှာလူတယောက်ကကားတားလို့ရက်ပေးလိုက်ပြင်မဲ့ဘယ်သူမှရှိမနေတာမျိုးကြုံရခဲ့ပြီးပါတယ်။တရားကအကွေးကောက်များပြီးအုတ်ချီကအလိုနဲ့တဲ့ကြောက်ကြီးဖြစ်လို့လူတွေအတွက်စိတ်ပိုင်းဆိုင်ရာအရာလဲကြောက်ရွံ့မှုကိုခံစားရစေပါတယ်။ကြောက်စရာအဖြစ်ပြက်ကြီးစတင်ခဲ့တာကတော့1983ခုနှစ်ဒီဇင်ဘာ26ရက်ညမှာဖြစ်ပါတယ်။ညအစောပိုင်းမှာလူ30စီးနင်းလာတဲ့ Express ကားတစ်စီးကချင်းရိုင်ကနေထွက်လာပြီးချင်းမိုင်ဘက်ကိုဦးတည်မောင်းလာပါတယ်။ခွေကြောင်တရားပေါ်အရောက်မှာတော့ကားတရားပေါင်ကိုတိုက်မိသွားခဲ့ပြီး6ကမ်းပါးတဲ့ဦးဆိုင်ကအောက်ကိုပြုတ်ကျသွားခဲ့တာပါ။ကားဟာ35မီတာအမြင့်ရှိတဲ့တရားအောက်ကိုကျသွားခဲ့ပြီးပါလာတဲ့လူ30လုံးတွေ့ဆုံးသွားခဲ့ရပါတယ်။အဲ့ဒီအချိန်ကထိုင်းလူမျိုးတွေအတွက်ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီမတော်တဆမှုဖြစ်ပွားပြီးတဲ့နောက်တရားနာမှာနေတဲ့ရွာသားတွေကခြောက်လန့်မှုတွေစတင်ကြုံလာရပါတယ်။ကဲကြပါကျွန်တော်တို့ကဲကြပါဦးကျမတို့ကဲပါအရင်နာနေလို့ကူညီကြပါဦးကြောင်းပါပါရှင်ကဲကြပါဦးတေဆုံးခဲ့တဲ့လူတွေရဲ့ဝိညာဉ်ကရုတ်တရက်ဘာမှမသိလိုက်ရခင်ဘဝကူးခဲ့ရတဲ့အစိမ့်သေးဝိညာဉ်တွေမို့မကျွတ်လွတ်နိုင်ပဲလမ်းပေါ်တက်လာပြီးရွာထဲမှာအကူကြီးပတ်တောင်နေတတ်ကြပါတယ်ဒီတန်တွေကိုလည်းရွာသားတွေကညတွေမှာကြားနေရလေရှိပါတယ်ဒါပေမဲ့ရွာသားတွေထားကြည့်တဲ့အခါမှာတော့ဘာမှမမြင်ခဲ့ကြရပါဘူးဒါနဲ့နေမပြီးသေးပါဘူးတခါကလည်းခီးသွွားအမျိုးသမီးတယောက်ကခွေကြောင်တရားပေါ်ဖြတ်ရင်ရှုခင်းလာတာမို့ဓာတ်ပုံဆင်းရိုက်ပြီးအပြန်ကျ Facebook ပေါ်တင်မှုလုပ်ခဲ့ပါတယ်ဓာတ်ပုံရိုက်ဖို့လုပ်ရင်ကွန်ပျူတာတွေကသူ့ပုံသူပြန်ကြည့်တော့ထူးဆန်းတာမြင်ခဲ့ရပါတယ်သူမအနောက်ကတရားရဲ့တန်တိုင်းတွေပေါ်မှာပုံသဏ္ဍာန်ပြက်နေတဲ့လူတယောက်ကရက်နေပြီးသူမကိုလှမ်းကြည့်နေခဲ့တာပါဒီတရားမှာမတော်တဆမှုတွေအများကြီးရှိပေမဲ့တရားရဲ့ဇလန်းကတချို့လူဆိုးလူမိုက်တွေနဲ့လည်းမကင်းခဲ့ပါဘူးတခါကလူတယောက်ကအလောင်းကိုလက်ဆဖြောက်ဖို့အတွက်တရားပေါ်ကနေပစ်ချခဲ့မှုပါတယ်ဒါကိုအချိန်တော်ကြာမှတရားစစ်စီရေးအဖွဲ့တွေဝင်တော့မှအောက်ခြေမှာအယိုးစုကိုပြန်တွေ့ခဲ့ကြရတာပါညဘက်မှာကားတွေဖြတ်တဲ့အခါမှာလည်းတရားအလေလောက်ရှောင်းရင်လူတယောက်ကကားမြဲကြတာခံရပါတယ်တချို့ကတော့အကူကြီးလိုသူတင်ပြီးရက်ပေးခဲ့ကြပါတယ်ကျမကိုလည်းခေါ်သွားပေးပါဒီလိုနဲ့ခွေတောင်တရားကြီးကအမှုပေါင်းများစွာဇလန်းပေါင်းများစွာနဲ့တစကြောက်စရာနေရအဖြစ်နာမည်ကြီးလာပါတယ်ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့အကြီးအကဲမစ္စတာပရာကစ်ဆန်တောင်းကနိုင်ငံရဲ့တောင်တန်းဒေသကိုဆက်သွယ်ပေးထားတဲ့ခွေတောင်တရားကတောင်နှလုံးဆက်ထားရတဲ့အခြေအနေကြောင့်သာတရားလမ်းကတစ်ဖက်ကိုအနှဲငယ်ဆောင်းထားရလို့ကားတွေကအချိန်မထိနိုင်ပဲမတော်တဆမှုတွေဖြစ်ရတာလို့ကောက်ချက်ချခဲ့ပါတယ်။ဒါကြောင့်သတိပေးဆိုင်မှုတွေထောင်းကခီးသွွားပြည်သူတွေကိုသတိပေးစာတွေကပ်ပေးခဲ့ပါတယ်။ဒါပေမဲ့တချို့ရင်မောင်းတွေကတော့သတိမထားမလိုက်နာတာမို့မတော်တဆမှုတွေကတော့တခါတည်းဖြစ်နေပါသေးတယ်။တရားအောက်ကတန်နေတွေပေါ်မှာလည်းမကျွတ်မလွတ်ဝိညာဉ်တွေကရှိနေစေဖြစ်ပြီးတွားရင်းလာခြင်းအခက်မသိကန်နေတဲ့အခါမြင်နေရတော့မှာပဲ